မင်းသားအဲ့လိုကြမ်းလို့မရဘူးလေမင်းသားရ romance တိုက်နေတာလေဘယ်လိုမျိုးသပင်တွေသွားဖွာနေတာလဲပြတ်တတ်ပြီလေဟေးဟာဘယ်ပေါက်ချဖားသားရဲ့လှုပ်လိုက်တာစီဝိုင်းလေးပါလေတော့တွန်းလေးလာအကောက်တယ်ဒီနေ့ရှူရရှိရလေကြည့်ပါလေနော်ကဲပြန်လို့မယ်နော်ရှင်းရှင်းတန်တာလေးလို့နော်အေးဟုတ်ပြီတိုင်းဟမ်ဟိုကဒီကထော်တင်းအောင်ဘာလို့သူ့ကောင်းမလို့ကဲဘာလို့လဲဒီဘက်ပရိုဂျူဆာလေထုတ်လို့သူပေါ့ပရိုဂျူဆာရဲ့ဝင်ကောင်းအကောင်းတာပေါ့စော်လေးလည်းဝိုင်းနေတွေ့လားစော်ကြီးချမ်းသာမဲ့အလုပ်တွေ့ပြီပဲအဲ့ကျွန်တော်ပရိုဂျူဆာလုပ်တော့မှာနော်လေတကယ်လားနော်လေတိုင်းနဲ့ပဲရိုက်โอเคချမ်းသာနေတယ်ပေါ့စော်လေးကြည့်နေတယ်ကောင်းတယ်ကွာရှင်ကျွန်တော်တက်တယ်လောက်လာတယ်မလားပြောအခုကဘာလောက်လာသေးလဲဘာမှလိမ်ဖို့မကြိုးစားနဲ့ကဟာမင်းသားတခုပြန်ပြောလေအဲ့လိုခေါင်းကြီးလည်းညိတ်နေတယ်လေပါစက်မာတယ်မို့လားစကားပြောတတ်တယ်မို့လားဟာတိုက်လာစကားမပြောတတ်ဘူးလားဒါရည်တော့မှန်တယ်မင်းသားကမှစိတ်ကပါလို့မပါလို့ဖြစ်ဟမ်မင်းသားပြောင်းနေရတယ်အချိန်ပြီးသေးတယ်ပြောင်းရတယ်နေပါဦးကျွန်တော်ရအောင်ခိုင်းပါမယ်တော့ရအောင်ခိုင်းပါနောက်တော့ပြန်လုပ်မယ်နော်โอเคစိတ်ကိုထည့်တာစိတ်ထည့်တာနောက်ခါဒါမျိုးဖြစ်เสียပါဘူးမောင်ဂရိတ်လေးပါရနော်မောင်လုံးပါနော်မောင်ပြောလုံးနေတယ်ဟာမင်းကြီးတခုပြန်ပြောလေဟာဒါရဲဒါသူ့ရဲ့ပြီးကိုစံလေးပါကောင်းပါလေတဘောကြောက်လေအဆင်ပြေကောင်းတယ်သူကြိုက်လားအေးပြီးဘလို့ယူစားကောင်းတယ်ဆက်ရိုက်ပဲကဲလှုပ်ထားမယ်ဆက်လှုပ်ထားမယ်နော်ဒီတိုင်းလေးပဲမင်းတို့အရင်ပြင်မနေတာ sorry တော့ဒီနေ့မင်းသားရွေးရနည်းနည်းလေးလိုပါတယ်နောက်မဖြစ်စေရအောင်နော်မင်းတို့အားရတဲ့ရက်လောက်မုံလေးပါလေသွားစားအောင်လေနောက်ရိုက်မဲ့ဒီဇလန်းလေးတွေတော့လည်းစကားပြောရင်ပေါ့မို့တော့စားမယ်အဲ့ဒါမှတော့စားမှာလေညီမက 5 star restaurant မှာနော်ဒါပေါ့မင်းသမီးနဲ့ကိုနဲ့လေအခုလိုအကြိုက်ချင်းတူလိမ့်မယ်လို့လုံးဝမထင်တော့သိလားကိုလည်းငယ်လေးကဒီ 5 star ဆိုင်မှာအများစားနေကြတယ်ဒီဘေးကတော့ငါ့ကိုပညာရေးပြနေပြီသိစီရမယ်ငါကြောင့်ကောချက်တာပေါ့နိုင်ချက်တဲ့ရောချက်တာအဲ့ဒါတက်တယ်ဘလို့တက်တယ်ပြောင်းတခုပေါ့ကာမဟုတ်ပါဘူးသမီးအတင်ကိုတိတ်မကြိုက်သေးလို့နောက်ထပ်တစ်ခါလောက်ပြင်ချင်တယ်နော်ဝင်ဟုတ်တယ်မဝင်လိုက်ဘူးနောက်တစ်ခါလောက်ပြင်ကဲလုပ်ပြယူစိတ်ကဲနောက်တော့ပါကဲ5 4 3 2 1ကိုချက်တာပေါ့ဟိုင်းချက်တဲ့ရောချက်တာโอเคค่ะရပြီဟေးကို့ရွယ်တိုက်နေမှာနောက်တော့အဲ့လိုမျိုးမလုပ်ပါနဲ့ဘလို့မှရှင်ထဲမှာမခံစားနိုင်ဘူးနော်ဟိုနေ့ကလည်းနားလည်မှုလွဲသွားတယ်တူတယ်တရားနဲ့တရားနော်မင်းသမီးနောက်ရကြရင်ဘယ်သွားချင်လဲဘာလုပ်ချင်လဲပြောအားလုံးလိုက်လို့လက်ပြန်ကြလို့ရှိရင်အိမ်တော့မှပစ္စည်းလေးဝင်ဆိုင်ရှိအဲ့ဒါလိုက်ဝယ်ပေးရမှာဝယ်ပြရမှာဟောဒါမဲ့ 5 star မှာနော်ဟာ5 star တဲ့အောင်ကြော်သေးတယ်စိတ်ဝင်တဲ့နော်စိတ်ဝင်ကြွေပြားပရင်တဲ့နော်မင်းသမီးလိုချင်တဲ့ပစ္စည်း quality 5 star ထက်အောင်ကြော်သေးတယ်ဒါမှမကလို့နော်ဈေးနှုန်းကမှန်ပြီးတော့တက်တာတယ်မင်းဘယ်လိုချင်လဲရေပူရေသက်လိုချင်လားဒါမှမဟုတ်ဘိုးတိုင်းလိုချင်လားဟာဘေးသင်းနေလိုချင်လားကြွေပြားရည်လည်းအများကြီးပဲကြိုက်တယ်ပြောနော်ဝယ်ပေးလိုက်ဒီမှာလေရှင်းပြလိုက်ပါအခုဒီမှာဒါညီမတို့ကိုယ်ပိုင်နဲ့မိတာရီတန်ပြီလားရှင်းပြလိုက်နေပါဟုတ်နော်တဲ့လို့ရှင်းမယ်နော်ဒီတက်ကကြည့်နေနေနော်အေဂျင့်ကြီးမှုတက်ဆိုလို့ရှိရင်တော့ဒီလိုကိုရက်ပါကြီးလည်းရှိရဲရေးဆိုရေးစိတ်ခနဲ့ SPC သမိုင်းဘလော့လည်းရှိပါရဲ့ရှင်ကိုအခုလုံးအခုလုံးချူပြန်ဟ
我这边嘛说是黑咖喱锅啦，牛肉锅外面黑咖喱锅是呢，黑咖喱锅就是呢。好，可以吗？ ယူ အခုဒီမှာဆိုလို့ရှိရင်ပုံမှန်လေးတို့ဒီလိုမျိုးတိုင်းကြီးတွေ့ကြရတယ်ဟုတ်တယ်လေဒီလိုမျိုးတွေ့ကြပကြီးကားတွေလည်းကစတမာကိုလိုချင်တဲ့ပုံစံလိုက်အော်အားလေးရပါလို့ရှင်ဟုတ်မှာ ပြီးတော့ ဒီမှာဆိုလို့ရှိရင်အခု fiber တကားတွေရမယ်တို့လို့ရှိရင်မှာအိမ်မကြီးတုံးနဲ့မိုင်းစီတကားတွေလည်းရမယ်မြေဘူးချောင်းတုံးတကားတွေလည်းရမယ်တကားတွေလည်းအကုန်ရပါရှင်ဟုတ်အကုန်လုံးဟုတ်ကဲ့ရှင် လိုချင်တာအားလုံးလဲဝယ်ပေးပြီးသွားပြီဆိုတော့ကိုချစ်တယ် 看到没有？他比如说，新加坡嘛，上面都谈，要举办要办没？比如说，快小好点嘛，别点嘛，我撇了， ရှာတာပေါ့ 还是是。 ဒါရိုက်ဟိုဒါရိုက်ကျွေးမွေးမအောင် ဟာကျိုးကြီးဟာမင်းသားလုံးလို့ IP ကျင့်နေတာလား ဒီမွေးနေတာဒါရိုက်ရဲ့ producer လောက်ကစော်ကြီးပြီးချမ်းသာတဲ့လုပ်ပွဲဟာဘယ်လိုဖြစ်တာလဲ 5 star ကိုချစ်မိလို့ပေါ့ဒရိုက်တာကြီးရဲ့ ဗျာ